ဆိုရင်ခြေချင်းနဲ့လာမယ်ဆို45မိနစ်ကြာတယ်လေပြီးတော့ထုံးချောက်တောင်းတန်းနေလည်းဖြစ်တယ်ပြီးဒီမှာဂူ3ဂူရှိမြောက်ဖက်အကျဆုံးဂူမြောက်ဖက်ဂူလို့ခေါ်တယ်ပြီးအလယ်မှာရှိရဲ့ဂူအလယ်ဂူလို့ခေါ်တယ်တောင်ဘက်ဂူဆိုတာငါတို့ခုတောင်းမဲ့ဂူပေါ့ဒီကတော့ပင်းနီယာမျိုးရဲ့ရှုခင်းလေးပေါ့ဟိုမှာတွေ့လားအဲ့ဒါဘုတ်လုတ်ကန်တဲ့ရှုခင်းလေးကအရန်လာရနော်ဟုတ်တယ်ပြီးတော့အခုဒီရှိတဲ့မှာမြင်နေရတာဒါအလေကူလေးဒီအလေဒါကတော့အလေကူရဲ့ဆောင်းတန်းလေးပေါ့ဒီအလေကူကနေဟိုဘက်ကိုထွက်သွားမယ်ဆိုရင်မြတ်ကူရောက်တယ်တော့ရွှေဦးမေကူပေါ့ဒီထဲကိုဝင်ပြီးတော့ဖျားဖူးကြရအောင်ဟုတ်ကဲ့ဒီကူပေါ့ဒါတော့ကူပေါ့ရဲ့အဝါလေးအရင်တော့ပင်းကူကြီးရဒီနေရာမှာဟိုစားလေးနဲ့ပင်းကူမြင့်နေနဲ့ပိုက်ပြီးတော့မင်းသမီးတွေကိုနောက်သမီးတွေကိုဖမ်းထားတဲ့နေရာလေးပေါ့နော်ဒီအပေါက်ပေါ့ဟုတ်တယ်နောက်တော့ဒီကနေစပြီးတော့ဝင်သွားရင်ကူရဲ့အဆုံးထိစင်ပေးရ490နဲ့တဲ့နောက်တော့ဒီကူထဲမှာအမြင်နေရတဲ့ရှင်းလူတော်တွေကတော့စစ်ထောင်နဲ့94ရှူတောင်ရှိတယ်လို့မှတ်တမ်းတင်ဟုတ်ပြောတဲ့အထဲမှာလေဒီနောက်ကဇီတသေးရောပါလားဟုတ်ကဲ့ပါတယ်ဒီဒါကြတော့ပြအောင်စီတီတို့ခေါ်တာပေါ့ပြအောင်ရှင်းလူတော်လေးတွေဒါဆိုအဲ့ရှင်းလူတော်လေးတွေရောအပါအားလုံးဒီထဲမှာရှိနေတဲ့ရှင်းလူတော်ပေါင်းစစ်ထောင်နဲ့94ရှူလို့မှတ်တမ်းတင်ထားတယ်